သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တပေါင်းလပြည့်ကျော်9ရက်2011ခုနှစ်မတ်လ24ရက်အင်းစိန်မြို့နယ်စော်ဘွားကြီးကုန်းရပ်ကွက်ထမ်းပင်ကုန်းပတောက်မြိုင်အနန္တဂုံကြီးကျောင်းတိုက်အတွင်ဒုတိယအကြိမ်မြောက်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောစရိုက်နှင့်ဝါဒနာအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချင်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤဗမန်ညင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတ္တတ္တဝါများယဝေတာကဲ့သို့တနာချိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစရိုက်နဲ့ဝါဒနာအားလုံးဗုဒ္ဓဘာသာဝင်တွေသိတဲ့အတိုင်းစရိုက်ဆိုတာတယောက်နဲ့တယောက်မတူညီတဲ့စိတ်နေသဘောထားတွေအပြုအမူတွေပုဂ္ဂိုလ်တူတယောက်ရဲ့တဏ္ဍာမှာအဖြစ်များတဲ့အခြေအနေတွေဒါတွေကိုကြည့်ပြီးတော့စရိုက်လို့ပါဠိစာပေကစရိုက်ဆိုတာကိုစရိယာလို့သုံးတယ်စရိယာဆိုတဲ့စကားလုံးကပြုကျင့်ခြင်းပြုလုပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာစရိုက်ဆိုတာလူတူတယောက်ရဲ့စိတ်နေသဘောထားနဲ့အပြုအမူစိတ်သဘောထားဟာလည်းပဲတယောက်နဲ့တယောက်တူညီမှုမရှိကြဘူးစိတ်သဘောထားအခြေခံပြီးတော့ပြောဆိုခြင်းလှုပ်ဆောင်ခြင်းဆိုတဲ့အပြုအမူကိစ္စတွေမှာလည်းပဲတယောက်နဲ့တယောက်တူညီမှုမရှိကြဘူးအဓိကတော့ဇယိုက်ဆိုတာဟာ
လူတွေရဲ့စိတ်နေသဘောထားတွေကိုဆိုလိုတာပေါ့စိတ်ထဲမှာအဖြစ်များနေတဲ့အရာတစ်ခုဇယိုက်လို့ပြောလိုက်တာဒါကြောင့်မို့ဇယိုက်ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာပဂတိတဲ့လူတွေရဲ့စိတ်နေသဘောထားပဂတိအနေထားဥတ္တဏတာအဖြစ်များတဲ့စိတ်အခြေအနေအဲ့ဒါကိုဇယိုက်လို့ခေါ်တာကိုယ့်ကိုပြန်ပြီးတော့စစ်ဆေးကြည့်တို့စိတ်တွေဘာတွေအတွေးများသလဲတို့ရဲ့စိတ်တွေထဲမှာဘာတွေအဖြစ်များသလဲဆိုတဲ့ဒီနေ့မှာ24နာရီရှိတဲ့အထဲအဲ့ချိန်ကိုဖယ်ထားတခြားအချိန်တွေမှာကိုယ့်ကိုမြည်သည့်ဇယိုက်ရှိတယ်ဆိုတာဒီတရားနာပြီးတဲ့အခါကိုယ့်ကိုလေ့လာအကဲခတ်ဖို့ကိုယ်အကြောင်းမှကိုမသိဘူးဆိုလို့ရှိရင်ကိုညရရောက်မှာပေါ့လောကလူတွေကကိုယ်အကြောင်းကိုကိုသိတယ်လို့ထင်ကြတယ်သို့တော့ကိုယ်အကြောင်းကိုကိုမသိတဲ့လူကများတယ်အဲ့တော့ကိုယ်အကြောင်းကိုကိုသိအောင်ကြိုးစားဖို့ဆိုတာဘာရှိမှကိုယ်အကြောင်းကိုကိုသိနိုင်တယ်လဲလို့ဆိုရင်တတိနဲ့တမ္ပစဉ္ညရှိမှဒါကြောင့်မို့မြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်မှာတတိနဲ့တမ္ပစဉ္ညနဲ့လေ့ကျင့်ဖို့ရလေ့ကျင့်နည်းစနစ်တွေကိုဖော်ပြပြီးတော့ထားဘုရားဟောထားတဲ့လေ့ကျင့်နည်းစနစ်တွေကကိုယ်အမူအရာအလုံးပေါ်မှာတတိထားတတ်ဖို့အသိဉာဏ်ရှိဖို့အသိဉာဏ်ဆိုတာတတိမပါဘဲနဲ့ဘယ်တော့မှမဖြစ်ဘူးတဲ့တတိရှိမှအသိဉာဏ်ဆိုတာလာတယ်ဒါဟုတ်စာပေကျမ်းဂန်ထဲမှာဆိုတယ်နာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတဲ့တတိကင်းတဲ့အသိပညာဆိုတာဘယ်တော့မှမရှိဘူးဒါကြောင့်မို့တတိအရေးကြီးတယ်တတိထားတတ်မှတတိထားမှအသိပညာဆိုတာပေါ်လာဒါကြောင့်မြတ်စွာဘုရားတတိနဲ့တမ္ပစဉ္ညကိုတွဲဖက်ပြီးတော့ဟောထားတာတတိမပါဘဲနဲ့တမ္ပစဉ္ညလို့ဆိုတဲ့အခြေအနေကိုသိနိုင်တဲ့ပညာမဖြစ်ဘူးတဲ့ဒါဟုတ်တတိနဲ့တမ္ပစဉ္ညဒီနှစ်ခုနဲ့ကိုယ့်ကိုမြည်သည့်စိတ်အခြေအနေတွေရှိတယ်ကိုယ့်ရဲ့စိတ်အခြေအနေတွေထဲမှာမြည်သည့်တရားတွေအဖြစ်များတယ်ဆိုတာလေ့လာဖို့ကဲခတ်ဖို့လိုအပ်တယ်ပါဠိပဋ္ဌာန်သုတ်မှာဆိုရင်တတိတံပစဉ္ညထားဖို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တတိထားမယ်စင်ကြင်တုံအသိဉာဏ်ထားရမယ်မျက်စိနှလုံးအသုံးပြုပြီးတော့ကြည့်တဲ့အခါမှာလည်းပဲတတိတံပစဉ္ညဆိုတာရှိရကိုဝတ်တဲ့အဝတ်အစားတွေကိုဝတ်ဆင်တဲ့အခါဒါတွေလည်းတတိတံပစဉ္ညရှိရမယ်နောက်ဆုံးမှာကိုယ့်ရဲ့လက်ကလေးကွေးတာဆန့်တာခြေထောက်ကလေးကွေးတာကဆန့်တာစပြီးတော့တတိရှိဖို့ဆင်ញင်တုံတရားရှိဖို့ဆိုပြီးတော့မြတ်စွာဘုရားမဟာသတိပဋ္ဌာန်သုတ်မှာဟောတယ်အေးစားတဲ့တောက်တဲ့အခါမှာလည်းပဲထို့တူပဲကိုယ့်ကိုယ်မှာခန္ဓာကိုယ်မှာတတိကပ်နေဖို့လိုတယ်လောကလူတွေကထမင်းစားနေပေမဲ့တွေးချင်တွေးနေတာဟောထိုင်းနေပေမဲ့လည်းတွေးချင်တွေးနေတာလူနဲ့အသိစိတ်နဲ့ဟာကတ်နေတာအမှန်တမ်းရှားတရားပွဲတဲ့ရောက်လို့တရားနာနေတဲ့အချိန်တောင်လူကတော့တရားပွဲတဲ့ငုတ်တုတ်ထိုင်းနေပေမဲ့လို့စိတ်ကအိမ်ရောက်ချင်းရောက်သွားတာဒါစိတ်နဲ့လူနဲ့ကတ်နေဖို့ဆိုတာဒီတတိရှိမှဖြစ်တယ်အရာရာမှာမြတ်စွာဘုရားကဘလောက်ထိအောင်ဟောတယ်လဲလို့ဆိုလို့ရှိရင်စားတာပဲဖြစ်ဖြစ်တောက်တာပဲဖြစ်ဖြစ်နောက်ဆုံးမှာအိတ်နေတဲ့အခါပဲဖြစ်ဖြစ်နိုးတဲ့အခါပဲဖြစ်ဖြစ်သဘာဝတရားအတိုင်းတွိုင်းလက်ထဲဝင်တာကအစ
တတိရှိဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောကြားထားဒါဘာလောက်တာတော့ဆိုတော့တတိနဲ့တမ္ပစင်ညာကိုလေ့ကျင့်မွေးမြူပေးတာအဲ့ဒီတတိနဲ့တမ္ပစင်ညာလေ့ကျင့်မွေးမြူပေးမှကိုယ့်ရဲ့စိတ်တွေသဘောထားတွေကိုလည်းအကဲခတ်နိုင်မှာသိရှိနိုင်မှာဖြစ်တယ်တဲ့အနုဘုဆိုလို့ရှိရင်ကိုတရားကလာမေးကြည့်မင်းရဲ့စိတ်သဘောထားစိတ်အခြေအနေစိတ်ထဲမှာဘာတွေအဖြစ်များတယ်လဲလို့မေးရုပ်တရက်ဖြေနိုင်ဖို့ရခက်ခဲနော်လောဘတွေဖြစ်များသလားဒေါသတွေဖြစ်များသလားမောဟတွေဖြစ်များသလားတရားတွေဖြစ်များသလားစဉ်းစားဉာဏ်တွေဖြစ်များသလားအတွေးတွေဖြစ်များသလားတမန်အားဖြင့်တော့ဒီနေရာမှာဇယိုက်လို့ပြောတာဟာစာပေကျမ်းကမှာဇယိုက်ကို6မျိုးပဲဖော်ပြတယ်မကောင်းတဲ့ဇယိုက်3မျိုးနဲ့ကောင်းတဲ့ဇယိုက်3မျိုးလို့ဒါကမ္မထာအလုပ်အထုတ်တဲ့အခါမှာအရေးကြီးတာမဟုတ်တခြားဟာတွေကိုလည်းပဲဇယိုက်လို့ခေါ်မယ်ဆိုခေါ်နိုင်တာပဲစိတ်ထဲမှာအဖြစ်များတာအဲ့တော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ရာဂစရိယာတဲ့ဇယိုက်ဆိုတဲ့စကားလုံးကိုသုံးလို့ရှိရင်စရိယဆိုတာကိုသုံးရဒါကအကျင့်အမှုအကျင့်ကိုရည်ညွှန်းပြီးပြောတဲ့အခါမှာစရိယာလို့ပဲပြောရာဂစရိယာဒေါသစရိယာမောဟစရိယာအာယုန်နဲ့တွေ့လာလို့ရှိရင်ကပ်မဲ့တတ်တဲ့နှစ်သက်စရာအာယုန်မြင်လိုက်ရင်တွေ့တာတယ်နှစ်သက်တယ်ဆိုတဲ့အကောင်းကြိုက်တယ်အလှပမမောတယ်သူ့ရဲ့သဘောဟာရာဂစရိယဒေါသစရိယစိတ်တူတယ်ထိကနေရှိဒေါသထွက်တယ်ဒေါသစရိယဒေါသစရိုက်မောဟစရိယပြောလိုက်ရင်ကိုယ်ကာယလှုပ်လိုက်ရင်လည်းကိုယ်ကာယကြောင်းကျိုးစီလျော်မှုမရှိဘူးတွေးလိုက်ရင်လည်းပဲကိုယ်ကာဆိုလို့ရှိရင်ဒါမောဟစရိုက်ဒါမကောင်းတဲ့စရိုက်ရဲ့အခြေခံ3မျိုးအနေနဲ့ကမ္မထာတရားအထုတ်ဖို့အတွက်လူတယောက်ရဲ့စိတ်နေသဘောထားကိုဖော်ပြကောင်းတဲ့ဘက်ကပြောမယ်ဆိုလို့ရှိရင်တတ္ထာစရိုက်တဲ့တတ္ထာစရိယာကုသိုလ်ရေးစိတ်ဝင်စားတယ်ကုသိုလ်လုပ်ခြင်းနဲ့အလူတန်းလုပ်ခြင်းနဲ့သီလဆောင်ခြင်းနဲ့တရားပွဲသွားတရားနာခြင်းနဲ့ကမ္မထာဘာဝနာအထုတ်ခြင်းစိတ်ဝင်စားဆုံးကကုသိုလ်ကိစ္စအဲ့ဒီတတ္တတရားဖြစ်များလာတဲ့ပုဂ္ဂိုလ်တတ္တစရိုက်တို့တတ္တတရားဖြစ်ပေါ်မှုအကျိန်တတ္တစရိုက်ဗုဒ္ဓစရိုက်ဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်အလေးနဲ့ထားတယ်စဉ်းစားတယ်မစင်မကျင်မလုပ်ဘူးဘာပဲဖြစ်ဖြစ်တမန်လိုမစဉ်းစားဘူးအလေးနဲ့ထားစဉ်းစားတယ်ဗုဒ္ဓစရိုက်ဝိတကစရိုက်ဆိုတာဘာဖြစ်ဖြစ်တွေးနေတယ်အတွေးတွေလွန်လို့ညအိပ်မပြောဘူးဆိုတာလေဝိတကစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေးတောမှုတွေအလွန်များတယ်အကြောင်းအရာလေးတစ်ခုမျက်စိကမမြင်လိုက်နဲ့တွေးပြီးနားကမကြားလိုက်နဲ့တွေးတယ်အဲ့ဒါလို့အတွေးတွေဟာသူများတဲ့ပို့ပြီးတော့များလာတယ်ဒါဝိတကစရိုက်လို့မကောင်းတဲ့စရိုက်3မျိုးကောင်းတဲ့စရိုက်3မျိုးဒါကိုစရိုက်6မျိုးလို့စာပေကျမ်းကနေမှာဆိုတာပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့အခါကျတော့စရိတဆိုတဲ့စကားလုံးကိုသုံးစရိတဆိုတာအမှုအကျင့်ရှိသူစရိုက်ရှိတဲ့ပုဂ္ဂိုလ်စရိတဆိုပါတော့ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကိုရာဂစရိတဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကိုဒေါသစရိတမောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကိုမောဟစရိတတရားတရားဖြစ်များတဲ့ပုဂ္ဂိုလ်ကိုတတ္ထာစရိတတွေ့တော့ဆင်ញင်မှုများတဲ့ပုဂ္ဂိုလ်ကိုဗုဒ္ဓစရိတအလေးနဲ့ထားပြီးဆင်ញင်တတ်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓစရိတ
အတွေးတွေအကြံတွေများနေတဲ့ပုဂ္ဂိုလ်ဝိတက်ကစရိတာလို့ပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့အခါမှာစရိတဆိုစကားလုံးကိုသုံးသို့တော့အဘိဓမ္မာထသင်္ဃာကျမ်းထဲမှာဇယိုက်ကိုလည်းပဲစရိတလို့ဒီလိုသုံးထားတယ်တကယ်တော့ဖြစ်တဲ့နာကတရားကိုပြောလို့ရှိရင်စရိတဆိုတဲ့စကားလုံးနဲ့မသုံးဘဲနဲ့စရိယာဆိုတဲ့စကားလုံးနဲ့သုံးမှစာပေကျမ်းကမှာဒီစကားလုံးကမှန်ကန်တယ်ပေါ့မဖြစ်နိုင်တာမဟုတ်ဘူးအသုံးများတာကြည့်မယ်ဆိုလို့ရှိရင်စရိယာဆိုတာမှအမှုအကျင့်ဇယိုက်ကိုပြောတယ်စရိတဆိုလို့ရှိရင်အမှုအကျင့်ဇယိုက်ရှိတဲ့ပုဂ္ဂိုလ်လို့စကားလုံးကိုဒီလိုအဲ့တော့လောကမှာဇယိုက်တွေစာပေကျမ်းကမှာဖော်ပြထားတဲ့ဇယိုက်တွေကခင်းတဲ့ပုဂ္ဂိုလ်ဆိုတာတယောက်မှမရှိဘူးကိုယ်လည်းခုနကလိုတတိတံပစင်ညာတွေထားပြီးတော့ဆင်ញင်စဉ်းစားကြည့်မယ်ဆိုရင်ငါမှဘာဇယိုက်တွေရှိတယ်လဲဆိုတာထင်ရှားသိလာမှာပဲနောက်တစ်ခုကဝါဒနာတဲ့ဝါဒနာဆိုတဲ့စကားလုံးကတော့ပါဠိစကားလုံးပဲဒါပေမဲ့မြန်မာလူမျိုးတွေကအသုံးပြုနေတာကြားတဲ့အခါကျတော့မြန်မာစကားလုံးလိုဖြစ်အဓိပ္ပာယ်ကတော့အထုံရအကျင့်ပါနေဝါဒနာထုံမွန်းခြင်းလို့အဓိပ္ပာယ်ရဝါဒနာဆိုထုံမွန်းနေတယ်အထုံရနေတယ်အဲ့တော့ဇယိုက်နဲ့ဝါဒနာဆိုဇယိုက်ဆိုတာအဖြစ်များတဲ့အရာအဲ့ဒီအဖြစ်များတဲ့အရာတွေကဖြစ်ပါများလွန်အားကြီးလာတဲ့အခါမပြောင်းနိုင်လောက်အောင်ဆွဲသွားပြီဆိုလို့ရှိရင်ဒါဝါဒနာကိုအင်္ဂလိပ်လိုပြရင်တော့ habitual practice လို့ပြ habit လူတွေမှာအကျင့်ကြီးပါနေတယ်နော်မြန်မာစကားမြန်မာလူတွေပြောကြတယ်သူကဘာဝါဒနာပါတယ်ကဘာဝါဒနာပါတချင်းဆိုဝါဒနာပါတဲ့လူကတချင်းဆိုအကဝါဒနာပါတဲ့ပုဂ္ဂိုလ်ကအကနော်ကိုဝါဒနာပါရလောက်ကြတယ်လို့ဆိုပြီးတော့ဝါဒနာလို့ပြောနေကြစိတ်ထဲမှာလွှမ်းမိုးထားတဲ့အရာတစ်ခုဝါဒနာလို့ပြောနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဝါဒနာဆိုတာဘာလဲလို့ဆိုရင်ကိုယ်စိတ်ထဲမှာကိလေသာတွေအဖြစ်များလာသည့်အတွက်ကြောင့်ခုနပြောတဲ့ရာဂတို့ဒေါသတို့မောဟတို့အကောင်းဘက်ကဆိုရင်တတ္တရာတို့ဗုဒ္ဓိတို့ဝိတက်ကတို့မကောင်းတဲ့ဘက်ကရာဂဒေါသမောဟဒါတွေအဖြစ်များလာတဲ့အခါမှာစိတ်ထဲမှာအထုံကြီးရလာပြီအကျင့်ကြီးပါလာပြီဆိုလို့ရှိရင်တော့ဒါဝါဒနာကိလေသာရဲ့တတ္တိကိုဝါဒနာလို့ခေါ်တယ်ထင်ရှားအောင်ပြောရလို့ရှိရင်ထုံတယ်ဆိုတာဘီယာပလင်းလေးမှာဘီယာထဲတဲ့ပလင်းလေးကိုကြည့်ဘီယာထဲတဲ့ပလင်းလေးကိုဘီယာတွေကုံသွားတဲ့အခါပလင်းကိုနမ်းကြည့်လို့ရှိရင်ဘီယာအနံ့လေးချမ်းအဲ့ဒါလိုပဲလူရဲ့စိတ်ထဲမှာလည်းပဲခုနကိလေသာလေးတွေကုံသွားတော့လဲယဟနာဖြစ်လို့ရတ္တမေရတ္တဖို့နဲ့အရတ္တမေနဲ့ပယ်ဖြစ်လို့ကိလေသာတွေကုံသွားတော့လဲအဲ့ဒီကိလေသာရဲ့တတ္တိလေးကျန်နေသေးတယ်အထုံကလေးကျန်နေသေးတယ်ဒါဝါဒနာလို့ခေါ်ပုရုဇဉ်တွေကြတော့အထုံနေမကဘူးအတုံးလိုက်အတက်လိုက်ကျန်နေတယ်လို့ပြောနော်အထုံရောအတုံးအတက်ရောအကုန်ကျန်နေတယ်ကိလေသာကိုဖယ်ရှားတဲ့အခါမှာမြတ်စွာဘုရားတပါးသာလင်ကိလေသာကိုဖယ်ရှားရင်ဝါဒနာပါဖယ်ရှားလို့ရဆိုပါစို့ဉာဏပုဂ္ဂိုလ်တွေလည်းရာဂကိုပယ်တာပဲမြတ်စွာဘုရားလည်းရာဂကိုပယ်တာပဲပယ်တဲ့အခါမှာရတ္တမေနဲ့ပယ်ကြတာပဲသို့တော်ဉာဏပုဂ္ဂိုလ်တွေရဲ့ရတ္တမေကကိလေသာတွေကိုပယ်နိုင်တော့လဲကိလေသာရဲ့တတ္တိဆိုတဲ့ဝါဒနာလေးကိုတော့သူကကြောက်အောင်မလုံးနိုင်ကျန်နေသေးတယ်တဲ့
မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးကိလေသာပယ်လိုက်လို့ရှိရင်အနတ်အသက်ဆိုတဲ့ဝါဒနာလေးပါမချမ်းအောင်တဲလွန်စရှာလို့မရအောင်ဘုရားကြတော့ဝါဒနာနဲ့တကဝကိလေသာတွေကိုပယ်တယ်လို့ဒါကြောင့်မို့ပြောတာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ရတ္တမက်ကကိလေသာကိုပယ်တဲ့နေရာမှာယန္နာပုဂ္ဂိုလ်ရဲ့ရတ္တမက်တဲ့စွမ်းထက်တယ်လို့ပြောတာအစွမ်းထက်တယ်အဲ့ဒါလို့အစွမ်းထက်လို့ဘုရားရဲ့အရတ္တမေဖြစ်ပေါ်လာပြီးတဲ့နောက်မှာကိလေသာရဲ့တတ္တိတွေဆိုတာမြတ်စွာဘုရားတဏ္ဍာမှာတဲလွန်စွာရှာမရလောက်အောင်အနတ်အသက်ပါမကြမ်းအောင်တောက်ကင်းသွားတယ်။အဲယဟအနတ်ပုဂ္ဂိုလ်တွေကြတော့ကိလေသာအနတ်သက်ကလေးတွေကျမ်းနေတော့ပုရုဇဉ်ဘဝတုန်းကအမှုအကျင့်ကလေးတွေပါတွေ့နေကြတယ်။အဲတော့ဝါဒနာဆိုတာကောင်းတာရှိသလိုဆိုးတာလည်းရှိတာပဲ။စရိုက်နဲ့ဝါဒနာမှတ်သားထားဖို့လိုအပ်တဲ့အရာငါမှာဘာစရိုက်ရှိတယ်လဲငါမှာဘာဝါဒနာတွေရှိနေတယ်လဲကောင်းတဲ့စရိုက်လားကောင်းတဲ့ဝါဒနာလားပြုလုပ်ပါများလာလို့ရှိရင်ဝါဒနာအဆင့်ရောက်လာဖယ်ရှားဖို့ခက်ခဲလာတယ်ပေါ့ကောင်းပြီဘုန်းကြီးတို့တွေမှာစရိုက်6မျိုးရှိကြတယ်ခုနပြောခဲ့တဲ့အတိုင်းအာယုန်နဲ့တွေ့တဲ့အခါမှာနှစ်သက်တဲ့ရာဂစရတတ်မဲ့တဲ့ရာဂစရအာယုန်နဲ့တွေ့တဲ့အခါမှာမုန်းတီးတဲ့ဒေါသစရအာယုန်နဲ့တွေ့တဲ့အခါမှာမဆုံးဖြတ်နိုင်လို့တွေ့ဝေတဲ့မောဟစရတစ်ခုမဟုတ်တစ်ခုသို့မဟုတ်နှစ်ခုလုံးလည်းရှိရင်ရှိမယ်သုံးခုလုံးလည်းရှိရင်ရှိရိုက်ဆိုရှိနိုင်တယ်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကုသိုလ်ပြုဖို့စိတ်အားထက်သန်နေတဲ့စိတ်ဝင်စားတဲ့တတ္တစရိုက်ကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်စိတ်ထဲမှာကြည်နူးတယ်လှုပ်ချင်နေတယ်အများအားတတ္တစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာတရားနာခြင်းနဲ့သူတော်ကောင်းတွေကိုတွေးခြင်းနဲ့လှူခြင်းနဲ့တန်းခြင်းနဲ့ဒါတတ္တစရိုက်ရှိတာနဲ့အတွင်ပြလက္ခဏာဗုဒ္ဓစရိုက်တဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်တွေးအလေးနဲ့ထားပေါ့မတွက်ဘူးသူကစဉ်းစားဗုဒ္ဓစရိုက်ရှမောကလန်နဲ့စတာရိပုတ္တရာပဲကြည်အောင်သောတာပန်ဖြစ်သွားပြီးတဲ့နောက်မှာသဂရဂံဖြစ်ဖို့အနာဂံဖြစ်ဖို့ယန္နာဖြစ်ဖို့ဝိပဿနာကျင့်ရတယ်ရှင်မမောက္ကလန်ကတော့အသေးစိတ်တွေမလိုက်ဘူးဝိပဿနာရှုတဲ့အခါမှာအပေါ်ဆုံးတရားသိတာထင်ရှားတာတစ်ခုတည်းကိုအသေးစိတ်မလိုက်ဘဲနဲ့တောင်ဝေးနဲ့ထောက်ပြီးတော့သွားတယ်လို့ကိုယ်ရှိမှထင်ရှားပေါ်လာတာကိုယ်ဉာဏ်နဲ့မှသိတဲ့အရာတစ်ခုကိုပဲဥတီချက်ထားပြီးတော့ကိလေသာကုန်အောင်လုပ်လို့9ရက်နဲ့ရှင်မောက္ကလန်ကယန္နာဖြစ်သွားတယ်သောတာပန်ဖြစ်ပြီးတဲ့နောက်မှာ9ရက်နဲ့ယန္နာဖြစ်သွားတယ်ရှင်သာရိပုတ္တရာကြတော့အဲ့လိုနဲ့မချစ်တတ်ဘူးအသေးစိတ်လိုက်တယ်တစ်ခုစီတစ်ခုစီအသေးစိတ်တွေလိုက်ပြီးတော့စူးစမ်းဆင်ခြင်နေတဲ့အခါကျတော့ရှင်သာရိပုတ္တရာကယန္နာဖြစ်ဖို့2ပတ်ကြာသွားတယ်ဘာဖြစ်လို့2ပတ်ကြာသွားတာတော့လို့ဆိုတော့ခုနအသေးစိတ်တွေလိုက်ဒီတစ်ခုသိုံနဲ့အားမရသေးဘူးနောက်တစ်ခုသိချင်ဆိုပါစို့ဓာတ်ကြီး၄ပါးဆိုပထဝီဓာတ်သိုံနဲ့ရှမောက္ကလန်ကတော့ပထဝီဓာတ်မမြဲဘူးဆိုရင်ဉာဏ်တွေလည်းမမြဲဘူးလို့နဲ့ပစ္စကနဲ့အနုမာနနဲ့လို့ရှင်သာရိပုတ္တရာကတော့အဲ့လိုမဟုတ်ပထဝီဓာတ်မမြဲတာသိပြီးအာဘောဓာတ်မမြဲတာကိုလည်းကြည့်အောင်သိချအောင်ပစ္စကဉာဏ်နဲ့သိအောင်ဒီသောဓာတ်မမြဲတာဝါယောဓာတ်မမြဲတာအသေးစိတ်ထိုပထဝီအာဘောတေဇောဝါယောဆိုတဲ့ဘာဘုကြီး၄ပါးကိုမှီပြီးတော့ဖြစ်တဲ့ဥပါဒာယုတ်တွေအသေးစိတ်လိုက်နန္တရားကိုလည်းအသေးစိတ်လိုက်ပြီးတော့ရှုနေသည့်အတွက်ရှင်သာရိပုတ္တရာယတ္တ2ပတ်လောက်ကြာသွားတယ်ယန္နာဖြစ်ဖို့
အဲ့ဒါရှင်သာရိပုတ္တရာရဲ့ဝိပဿနာကိုအနုပဒဓမ္မဝိပဿနာလို့ခေါ်တယ်အနုပဒဆိုတာတရားတိုင်းတရားတိုင်းသဘာဝတရားတိုင်းတရားတိုင်းလိုက်ပြီးတော့အသေးစိတ်ရှုလို့ဒါကြောင့်မို့လို့ရစ်ချင်နောက်ဆုံးမှာတော့သူနဲ့တူဝကြီးတော်တဲ့ဒီကနခဆိုတဲ့ပြပိုက်ကိုမြတ်စွာဘုရားကဝေဒနာပရိက္ခကမ္မထံကိုဟောတဲ့အချိန်ရှင်သာရိပုတ္တရာကဘုရားကိုတရားဟောနေတဲ့နားကနေပြီးတော့ဘုရားကိုရက်လေလေခတ်ပေးနေရင်တရားတဲ့အာယုံဆိုင်ဝေဒနာပရိက္ခကမ္မထံကိုဟောနေတာကိုဆင်ញင်စဉ်းစားရင်းနဲ့ပဲသူများအတွက်ခူးထားတဲ့ထမင်းကိုဝင်ပြီးတော့စားလိုက်ရတယ်လို့ပဲဒီကနခပြပိုက်ကိုဟောတဲ့တရားနာရင်းနဲ့ပဲယန္တာဖြစ်သွားအသေးစိတ်လိုက်နေလို့ဒီလိုဖြစ်တာဒါဗုဒ္ဓဇယိုက်လို့ပြောလို့ရတာပေါ့ဝိတကဇယိုက်ဆိုတာတော့အတွေးတွေများတာဘယ်ရာပဲဖြစ်ဖြစ်လွယ်လွယ်နဲ့မဆုံးဖြတ်လိုက်ဖဲနဲ့တွေးတောမှုတွေများလာတယ်လို့အဲ့ဒီဇယိုက်တွေကနောက်ဆုံးကြတော့ဝါဒနာအဆင့်ရောက်လာကြတယ်လို့ဒီလိုပြောအောင်ပေါ့ဒါဖြင့်ကောင်းပြီခွန်ကြီးတို့တွေလူဘဝရနေဒီဇယိုက်တို့ဝါဒနာတို့ဆိုတာတဘဝတည်းကလာတာမဟုတ်ဘူးဘဝပေါင်းများစွာအဲ့တော့ဒီဇယိုက်တွေကဆိုပါတော့ရာဂဇယိုက်ရှိရတာဘာကြောင့်ရှိရလဲဒေါသဇယိုက်ကဘာကြောင့်ရှိရလဲမောဟဇယိုက်ကဘာကြောင့်ရှိရလဲမကောင်းတဲ့ဇယိုက်တွေအရင်ကြည့်ဘာကြောင့်ရှိရတယ်လဲဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာတရားဓမ္မကိုရှုမြင်သုံးသပ်တဲ့ပုဂ္ဂိုလ်အထက်ကရာကျမ်းပြုပုဂ္ဂိုလ်တွေတို့ရသော်ဗျာတရားလေးလာတဲ့ပုဂ္ဂိုလ်အဖြေထုတ်ထားခြင်းမတူကြဘူးတချို့ကဘယ်လိုအဖြေထုတ်တော့ဆိုရင်စရိယာပုပ္ပစိဏနိဒာနာဟောဒီဇယိုက်တွေဆိုတာအတိတ်ဘဝတုန်းကလေ့ကျင့်ခဲ့တာနဲ့သက်ဆိုင်တယ်တဲ့အတိတ်ဘဝကဖြစ်များခဲ့တာတွေနဲ့သက်ဆိုင်တယ်ဒါကြောင့်မို့လို့ဒီဘဝမှာဆိုလိုတာကတော့လွန်ခဲ့တဲ့ဘဝတွေကရာဂအဖြစ်များခဲ့လို့ဒီဘဝမှာရာဂဇယိုက်ရှိတာဒေါသအဖြစ်များခဲ့လို့ဒေါသဇယိုက်ရှိတာမောဟအဖြစ်များခဲ့လို့မောဟဇယိုက်ရှိတာလို့ပုပ္ပါစိဏဆိုတဲ့အတိတ်ဘဝကအလေးချင်းရတဲ့အပေါ်မှာမူတည်ပြီးတော့ဇယိုက်ဆိုတာအတိတ်ဘဝကအလေးချင်းရလို့ဖြစ်လာတာလို့ပြောတယ်အဲ့ဒီအဖြစ်နဲ့ပတ်သက်ပြီးရှင်မဘုရကောသကဒါမသေးကြဘူးတဲ့မဖြစ်နိုင်တာတော့ပြောတာမဟုတ်ဘူးเนาะရေပုံရစကားပဲတဲ့မဖြစ်နိုင်ဘူးမဖြစ်နိုင်တာတော့မဟုတ်ဘူးရေပုံရစကားဘယ်ရာပဲဖြစ်ဖြစ်အတိတ်ဘဝကအလေးချင်းခဲ့လို့ဆိုတဲ့ဖြစ်ဆိုချက်ဖြစ်ဆိုတဲ့ဖြစ်ဆိုချက်တော့မဟုတ်ဘူးလို့ဆိုပြီးတော့အထက်ကရာဆရာကြီးတွေအကြောင်းပြခဲ့တဲ့ထေရဆရာကြီးတွေအကြောင်းပြခဲ့တဲ့အကြောင်းတစ်ခုကိုသူကထုတ်ဖော်ပြီးတော့ရှင်မဘုဒ္ဓဘောဓပြောတာတော့ပဋိသန္ဓေကိုဖြစ်စေတတ်တဲ့ကံတရားဟာဇယိုက်တွေဖြစ်ပေါ်လာခြင်းအဓိကအကြောင်းပါတဲ့ဆိုလိုတာကအတိတ်ဘဝတုန်းကကောင်းမှုတစ်ခုခုလုပ်တယ်အဲ့ဒီလုံနေတဲ့အချိန်ရဲ့စိတ်နေသဘောထားကိုကြည့်ရမယ်ဆိုပါစို့ဒါနပြုတဲ့အခါမှာလူချင်းတောင်းတမှုဆိုတဲ့တဏှာလွှမ်းနေသလားသို့မဟုတ်ဒါနပြုတဲ့အချိန်မှာဒီလူတွေဟာစိတ်တိုးနေသလားသို့မဟုတ်ဒါနပြုနေတဲ့အချိန်မှာစိတ်တွေကဇဝေဇဝါနဲ့ဘာမှမသိညာမှမသိသူများလို့လှုပ်ထားလားဟောအဲ့ဒီအခြေအနေတွေမဖြစ်နိုင်ဘူးလားနော်လူမှုတမ်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်တရားရဲ့စိတ်အခြေအနေကိုယ့်အကိုယ်လည်းစိတ်အခြေအနေသုံးသပ်ကြည့်တချို့ပုဂ္ဂိုလ်ကလှူဒန်းနေတဲ့အချိန်မှာဒါနရဲ့အကျိုးတရားကိုခံစားဖို့မျှော်လင့်ပြီးတော့
ရာဂလွှမ်းမိုးနေတဲ့တဏှာလွှမ်းမိုးနေတဲ့စိတ်နဲ့အခြေခံထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာရှိတယ်ဒါနတချို့ကလည်းစိတ်တူပြီးတော့လှူတာလည်းရှိသေးတယ်လေတချို့ကျတော့အသိဉာဏ်ကင်းမဲ့ပြီးတော့သူများလှုပ်လို့ရောင်တောင်ရောင်ဝါလှုပ်လိုက်တာမျိုးလည်းရှိတယ်အဲ့ဒါလို့ကုသိုလ်လုပ်တဲ့အချိန်မှာအနိကဆုံးဒါရာဂကလွှမ်းမိုးတာရှိတယ်ဒေါသကလွှမ်းမိုးထားတာရှိတယ်မောဟကလွှမ်းမိုးထားတာရှိတယ်အဲ့ဒီလွှမ်းမိုးထားတဲ့ကံကနေအကျိုးပေးထားတဲ့စိတ်သဘောထားတွေဟာရာဂလွှမ်းမိုးရင်ရာဂစရိုက်ရှိသူဆိုတာဖြစ်လာတယ်ဒေါသလွှမ်းမိုးပြီးလှုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်ဒေါသစရိုက်ရှိသူဖြစ်တယ်မောဟလွှမ်းမိုးပြီးလှုပ်တဲ့ပုဂ္ဂိုလ်မောဟစရိုက်ရှိသူဖြစ်တယ်လို့ကံပေါ်မှာအဓိကထားပြီးတော့ကံပြုတဲ့အချိန်မှာပါလာတဲ့စိတ်နေသဘောထားတွေကိုရှင်ညွှန်းပြီးတော့ဒီလိုဖြေထုတ်တယ်ဒါအထက်ကရာတွေအားလုံးကနေပြီးတော့အနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကံတရားတွေဟာလောဘဒေါသမောဟတွေခြံရံပြီးတော့လှုပ်တဲ့ကံဒီပရိသေအကျိုးကိုဖြစ်စေတဲ့ကံဆိုတာလည်းပဲတခြားကံမဟုတ်ဘူးအခုဒီဘဝဘုန်းကြီးတို့တွေလူဘဝရလာအောင်ပို့လိုက်တဲ့ကံနော်တခြားကံကိုပြောတာမဟုတ်ဘူးဘုန်းကြီးတို့တွေအခုလူဘဝကိုရလာတယ်ဘယ်ကုသိုလ်ကံနဲ့ရလာလဲအဲ့ဒီရလာတဲ့ကုသိုလ်ကံမှာအဲ့ဒီကံလုံးစင်တုန်းကလောဘလွှမ်းနေသလားဒေါသလွှမ်းနေသလားမောဟလွှမ်းနေသလားအဲ့ဒီပေါ်မှာမူကြည့်ပြီးတော့ဒီဘဝမှာဇေယိုက်ကိုကက်ခတ်လို့ရတယ်ဒါကဒီလိုအဖြစ်ထုတ်ထားတာနော်အဲ့တော့ဒါဇေယိုက်ဖြစ်ပေါ်လာခြင်းအကြောင်းတရားတွေတစ်ခုပြောနောက်တစ်ခုကပုဗ္ဗစိဏခတ်ဆံတာပေါ့ရာဂစရိုက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဘယ်လိုကနတ်ဘဝကနေလာပြီးတော့ချမ်းသာဒုက္ခကြီးမားတဲ့နတ်ဘုံဘဝကရောက်လာလို့ရှိရင်ရာဂစရိုက်ပေါ်တတ်တယ်ရှိတတ်တယ်ရေပုံရစကားနဲ့ပြောမယ်ဆိုပါစို့ချမ်းသာဒုက္ခအလွန်များပြီးတော့ချမ်းသာဒုက္ခကိုမမောတဲ့တဏှာရာဂများတဲ့ဘဝကနေလာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့အတိတ်ဘဝကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ဟာရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောလို့ရမယ်ဒါဘဝနဲ့ဆက်ဆက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲနောက်တစ်ခုကျတော့ဘာလို့ဆိုရင်ငရဲလာတဲ့လူရှိတယ်အဲ့ဒီငရဲဘဝကလာတဲ့ပုဂ္ဂိုလ်တွေကြတော့အမြဲတမ်းသူကစိတ်တိုးနေရဘာလို့လို့ဆိုဒုက္ခတွေရောက်အဲ့တော့အကျဉ်းကြီးပါလာလို့ငရဲလာတဲ့လူကဒေါသကြီးတယ်ဒါလည်းယုတ်တိတော့ရှိတာနော်တရိစ္ဆာန်ဘဝကလာတဲ့ပုဂ္ဂိုလ်တွေကြတော့မောဟဇေယိုက်တယ်ဒါရေဘဝအပြင်သတ်မှတ်ချက်လို့ဒီလိုပြောလို့ရမှာပေါ့နော်ရေဘဝအပြင်သတ်မှတ်ချက်လို့ဒီလိုပြောလို့လူတိုင်းတွေ့တော့ဟုတ်ချင်မှဟုတ်မှာပေါ့အဲ့ဒီဇေယိုက်တို့ဝါဒနာတို့နဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ကိုယ်တတိထားဖို့လိုအပ်ဒီဘဝမှာအလေးအကျင့်အထုံအမှန်းတွေများနေလို့ရှိရင်ဒီဇေယိုက်ကိုပြင်မမြင်လို့ရှိရင်နောက်ဘဝမှာလည်းပဲဒီဇေယိုက်ဟာဆက်လက်ပြီးတော့ပါသွားနိုင်တယ်ပေါ့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ဖို့ရှိဖို့အမတန်မှလိုအပ်တယ်လောကလူရည်လူဖြစ်လာတဲ့အခါမှာတယောက်နဲ့တယောက်စိတ်နေသဘောထားခြင်းအလွန်ကွာတယ်လှပကြိုက်တယ်နေတာထိုင်တာတတရရနေတယ်တင်းအောင်တင်းနေနေတယ်တတရရဝတ်စားတယ်ဖီးလို့လိမ့်လို့အမွေနာနာတွေကြိုက်တယ်နော်အစင်းအပြင်အလှပကြိုက်တယ်ဆိုတာရာဂစရိုက်ရဲ့အမှုအကျင့်တွေပဲပေါ့ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အမှုအကျင့်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကတော့စိတ်တူတယ်ကိုလိုကလန်နေတယ်ပြစ္ဆလက္ခထားတယ်လမ်းလျှောက်ရင်လည်းပဲဆောင်းကြီးအောင်ကြီးရှောင်းဖနှောက်လန်ပြင်းတယ်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဒီလိုပုံစံရှိတယ်မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကတော့ဘယ်ဟာလှုပ်တည်တည်တတ်တတ်မရှိဘူး
ကိုကားတွေများတယ်မောကြရှိတယ်ကိုအဲ့တော့ဒီဘဝမှာဇေယိုက်ကလေးတွေကိုကိုယ်ပြင်ဖို့လိုအပ်တယ်မပြင်လို့ရှိရင်ဘဝမှာဒီဇေယိုက်ကလူပေါ်မှာလည်းပဲပုံပေါ်နေတယ်တိရစ္ဆာန်တွေပေါ်မှာလည်းပုံပေါ်နေတယ်ဆိုင်ကဘုန်းကြီးတို့ကျောင်းမှာခွေးလေခွေးလွဲ့ကျောင်းကမွေးထားတဲ့ခွေးမဟုတ်ဘူးခွေးလေခွေးလွဲ့အကောင်30ကျော်လောက်ရှိတယ်ဟိုကလာလွတ်ဒီကလာလွတ်နေကျောင်းဆိုတော့တမင်းညာဟင်းညာပေါ်တာအဲ့လိုလာပြီးတော့ကတ်စားပြီးတော့နောက်ကျောင်းထဲမှာမွေးတဲ့ဇာတိသားတွေလည်းရှိတာပေါ့နော်အဲ့ဒီခွေးတွေကိုနည်းနည်းအကဲခတ်ကြည့်ပြီးခွေးတွေကိုအကဲခတ်ကြည့်တဲ့အခါကျတော့တချို့ခွေးကနေရထိုင်တာတတ်တတ်ရရရှိတယ်အညစ်အကြေးတွေဆိုရင်ပြောင်းတဲ့လမ်းပေါ်မှာမစွန့်ဘူးဝေးတဲ့အမိုက်ပုံတို့တောထဲတို့သွားစွန့်ဘယ်တော့မှပြောင်းတလင်းတဲ့နေရာကိုမစွန့်ဘူးအဲ့ဒီခွေးမျိုးကိုလည်းတွေးရတယ်အဲ့တချို့ခွေးကတော့အဲ့လိုမဟုတ်ဘူးလမ်းဆိုလို့ရှိရင်အလဲကောင်းမှလာပုံနဲ့သူကအဲ့တခါတလေကျတော့လေကားအတက်ခြေလုံးခုံပေါ်မှာလာပြီးတော့မစင်ဆောင်သွားအဲ့တခါတလေကျတော့ဖျားရင်ပြင်မှာတက်ပြီးတော့မစင်ဆောင်ကောင်းပြီဆိုတဲ့နေရာမှာလာပြီးတော့မစင်ဆောင်တဲ့ခွေးမျိုးကလည်းရှိတယ်ဒါလည်းဇယိုက်ပဲပေါ့နော်ကိုယ်နေဆုံးခံသွားတဲ့အခါနောက်ကပါလာတဲ့ခွေးမလေးတကောင်ကျောင်းကိုလိုက်လာအဲ့ဒီခွေးမလေးကခွေးပေမဲ့လို့ရုပ်ချောတဲ့ခွေးရှိတယ်ရုပ်ဆိုးတဲ့ခွေးရှိတယ်အခွေးမလေးကဝဝတုတ်တုတ်အကြားလေးဆိုတော့သူ့ကိုမိချောလို့နာမည်ပေးထားအဲ့ဒီခွေးမလေးကသဘောအတော်ကောင်းတယ်ဘသူတွေ့သူ့မှာအမီးပြုတ်ကြလက်မတရမ်းရှာတယ်လက်ရွက်ကလေးဆွဲပြီးအမီးပြုတ်လောက်မတကိုရမ်းပြီးတော့လူတွေကိုနှုတ်ဆက်တာမေတ္တာရှိကြောင်းပြတရက်တော့သူ့ကိုခွေးကြီးတွေကိုင်းမှဆိုလို့ဆိုပြီးတော့သူထွက်လို့မရတဲ့ဘေးကခွေးတွေလည်းဝင်လို့မရတဲ့ထဲမှာတကားပိတ်ပြီးတော့ထားတယ်အော်နေတယ်တကားလည်းဖွင့်ထုတ်လိုက်ရောဘယ်ပြေးတုံဆိုတောထဲပြေးတာနောက်ဖေးသွားကြတယ်ဟောတချို့ခွေးဆိုလို့ရှိရင်အဲ့ဒီထဲမှာပဲစွန့်ပလိုက်မှာပေါ့မစွန့်ဘူးဒါခွေးရဲ့ဇယိုက်ပဲမလို့မတူဘူးနော်ညစ်ပတ်တဲ့ခွေးရရှိတယ်မညစ်ပတ်တဲ့ခွေးရှိတယ်သဘောကောင်းတယ်တန်ရှင်းတယ်နေတာထိုင်တာလူတကာကိုမျက်နှာချိုသွေးတယ်ကျောင်းတယ်ကစားတော့ကခွေးနှစ်ကောင်ရောက်လာဘူးလေတကောင်ကိုမော်စီလို့နာမည်ပေးပြီးတကောင်ကိုတော့ဂျော်ကီလို့နာမည်ပေးထားတယ်ခွေးနှစ်ကောင်ရှိအဲ့ဒီခွေးနှစ်ကောင်ဟာလည်းပဲတကောင်နဲ့တကောင်ဇေယျချင်းမတူဘူးမော်စီဆိုတဲ့ခွေးကဆွန့်ကျွေးဖို့ရထမင်းဟင်းတွေချက်ထားပြီဆိုရင် तू ကအဲ့ဒီထမင်းအိုးတွေနားမှာအိပ်ပြီးတော့စောင့်တာပဲဒါသူ့ဂျူတီပဲကြီးကန်းတွေပါတွေငှက်တွေမလာနဲ့လူတွေမလာနဲ့မဆိုင်တဲ့လူတွေအနားကပ်ရင် तू ကဟိန်းတာသူ့ဘယ်သူမှတောင်းအောင်ပေးတာမဟုတ်ဘူးသူ့ဂျူတီဒါဟိုခွေးတွေရဲ့အမှုအကျင့်ကိုအကဲခတ်ကြည့်တာနော်သင်ပေးတာခွေးမဟုတ်ဘူးသင်ထားတဲ့ခွေးမဟုတ်ဘူးနောက်ကျောင်းဧည့်သည်တွေပါလေလာရင်သိခင်တတ်တယ် तू ကဧည့်သည်လာတဲ့အခါကျလို့ရှိရင်ဧည့်သည်အပြန်ကိုလိုက်ပို့ရမှ तू ကခြေနှက်တာဒါလည်းသူ့ဇယိုက်ပဲသူ့ဝါသနာတစ်ခုပဲတခါတော့ကတော့အဲ့ဒီခွေးဧည့်သည်တွေလာရင်လိုက်ပို့လို့ဆိုပြီးတော့ဧည့်သည်ပြန်ကန်ဒီမှာကျိုးနဲ့ချီထားဟောဧည့်သည်ပြန်တဲ့အခါ तू ခုံပေါက်နေတာလိုက်မပို့ရတော့ကျိုးလဲဖြုတ်လွတ်လိုက်ရောအကြောင်းပေါက်ထီအောင်ပြေးသွားဧည့်သည်နောက်လိုက်သွားလိုက်သေးတာဒါလည်းသူ့ရဲ့ဝါသနာဇယိုက်လို့ပဲပြောနောက်အဲ့ဒီဂျော်ကီဆိုတဲ့ခွေးကတော့ဘာလုပ်လဲဆိုအစာအာဟာရလေးစားလို့သူစားနေတဲ့အခါတခြားခွေးလာစားရင်ဖယ်ပေးတယ်
သဘောကောင်းမဟုတ်ဘူးကြိုက်ဘူးသူဝနေတယ်ဆိုလို့ရှိရင် तू ကဘာလုပ်တတ်တယ်ဆိုရင်ထမင်းငယ်လေးချီပြီးတော့မြေကြီးကိုရက်ပြီးတော့ထမင်းငယ်ကိုမြေကြီးထဲမြုပ်ပြီးတိမ့်တတ်တဲ့အလေးချင်းရှိတယ်။ तू စားရင်ဖော်စားဖို့ဆိုဟုတ်မတူးညီတဲ့သဘောလေးတွေကိုပြောပြတာဒါတိရစ္ဆာန်တော်မှပဲဒီအကျင့်လေးတွေရှိတယ်။ဒါတတိထားမိတဲ့အချက်လေး။နောက်ကျောင်းမှာခွေးတစ်ကောင်ရှိတယ်။ရုပ်တော်ဆိုးတယ်အဲ့ဒီကောင်။ဘယ်ခါဖြစ်ဖြစ်သူကမြင်လို့ရှိရင်ကျောင်းကဘုန်းကြီးတွေဟောင်းတာပဲဟိန်းတာပဲကျောင်းလာမှန်းလည်းမသိအဝေးကလာမှန်းလည်းမသိလူမြင်တာနဲ့သူကဟောင်းနေဟိန်းနေကျောင်းနေပြီးတော့ကျောင်းဘုန်းကြီးဟောင်းနေဆိုတဲ့ခွေးဟာဘယ်ဟုတ်တော့မလဲနော်အဲ့ဒီခွေးကလည်းရှိသေးတယ်အဲ့တော့သူကလူမြင်တိုင်းမျက်စောင်းထိုးဘယ်သူမြင်လိုက်တာနဲ့မျက်စောင်းထိုးတယ်ဟိန်းနေအဲ့တော့သူ့တော့ခဲနဲ့ပဲအထုခံနေကြတယ်အဲ့တော့သူကဒေါသဆရာရှိတဲ့ခွေးတစ်ကောင်အဲ့တော့ခွေးတွေကိုအကဲခတ်ကြည့်မယ်ဆိုလို့ရှိရင်ဒါဘဝကအကျင့်ကြီးတစ်ခုတွေပါလာတဲ့သဘောရှိတယ်လို့ဒီလိုယူဆလူတွေလည်းတူတူပဲလေလူတွေလည်းကြည့်ပဲခက်တီတီနေတတ်တဲ့လူရှိတယ်လို့ပြောင်းချောလုပ်တတ်တဲ့လူလည်းရှိတာဟောကြောင်ချောလုပ်တတ်တဲ့လူရှိတယ်ပညာကြိုးစားတဲ့လူရှိတယ်ပညာကိုတန်ဖိုးမထားဘဲနဲ့နေတဲ့ပုဂ္ဂိုလ်လည်းရှိကြိုးစားတဲ့ပုဂ္ဂိုလ်ရှိတယ်လို့ပြည့်တဲ့ပုဂ္ဂိုလ်လည်းရှိဟောလူမှလည်းပဲအမှုအကျင့်နေတာတယောက်နဲ့တယောက်မတူဘူးတဲ့စိတ်တူတဲ့လူရှိတယ်စိတ်ရှည်တဲ့လူရှိနော်တချို့ကြတော့ထိခနဲ့ဆိုစိတ်ကတူပြီးထိခနဲ့ရှိဆိုစိတ်ကတူပြီးစိတ်မတူသင့်တဲ့နေရာတောင်စိတ်ကတူသေးတယ်ဟောလူတွေမှာလည်းပဲဒေါသဆရာရှိတဲ့ပုဂ္ဂိုလ်ဟာအရာရာမှာအမတန်မှစိတ်တူစကိုင်းမှာဆရာတော်ကြီးတစ်ပါးရှိတယ်အဲ့ဆရာတော်ကြီးတစ်ပါးစိတ်အမတန်တူတယ်သူစိတ်တူတာထိလို့မရတော့အောင်တူအိမ်တိမ်ဆွမ်းစားတော့ကြွသွားတဲ့အခါကျအိမ်တိမ်သူကအရင်ရောက်သွားတော့အချိန်တန်တော့ဒီပြင်ဘုန်းကြီးတွေနောက်ကျမရောက်နိုင်တဲ့အခါကျတော့မင်းတို့ဆွမ်းငါစားမလားဆိုထသွားတယ်နော်စောင့်ရမလားဆိုပြီးစိတ်ထူတယ်တကယ်ရှိတာနော်အဲ့ဒါတကယ်ရှိတာထိကနေရှိဆိုရင်စိတ်တူပြီးသားပဲအကုန်လုံးဝသိခံမှုမရှိဘူးတဲ့အဲ့တော့ဆိုလိုတာကကိုယ့်ဘဝမှာကိုယ့်ကိုစိတ်တူတတ်သလားစိတ်ရှည်တတ်သလားလောဘတွေများသလားလောဘတွေနည်းသလားသို့မဟုတ်ကိုယ့်ရဲ့ကာယစိတ်ရဲ့အတွေးတွေမတိမချာတွေဖြစ်သလားဆိုတာကိုယ့်ကိုအကဲခတ်ပြီးတော့ဒီဘဝမှာဒေါသတွေများနေလို့ရှိရင်မေတ္တာပွားပြီးတော့လျှော့ချကိုယ်စိတ်ရိုက်ကိုပြင်မှပဲသိတယ်ဖြစ်တယ်ကိုယ်စိတ်ရိုက်ကိုမပြင်ဘူးဆိုရင်ဘဝရောက်တိုင်းမှာမပြင်တဲ့ဘဝတွေမှာသွားဖြစ်တယ်တိရစ္ဆာန်တွေမှာလည်းကြည့်လေတိရစ္ဆာန်တွေမှာသဘောကောင်းတဲ့အကောင်ရှိတယ်နွားပဲကြည့်လိုက်အောင်တချို့နွားတိုင်းသဘောကောင်းတယ်လို့မအောင်မေးလိုက်နဲ့တချို့နွားကသဘောကောင်းတယ်တချို့နွားကတရှူးရှူးနဲ့ဟိုခွေးကျင်ဒီခွေးကျင်တအားရှိအနိုင်ကျင့်ကျင်တဲ့နွားလည်းရှိတာခွေးလည်းထို့တူပဲသဘောကောင်းတဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်ဒါအကျင့်ပါသွားတာသို့တော့ကြားတွေချင်းသေးတွေကတော့သဘောကောင်းတဲ့ကောင်သိရှိဖို့မပေါ်ဘူးနဂါးတွေကလည်းသဘောကောင်းတဲ့ကောင်သိရှိဖို့မပေါ်ဘူးဒေါသကြီးတဲ့လူတွေကသိလို့ရှိရင်တော့နဂါးဖြစ်မယ်ကြားဖြစ်မယ်ချင်းသေးဖြစ်မယ်မွေးဖြစ်မယ်နော်အမြဲတမ်းတရှူးရှူးနေတဲ့အကောင်ထိကနေရှိဒေါသအဲ့ဒီလိုဘဝမှာအဖြစ်များတဲ့ပုဂ္ဂိုလ်တွေလည်းလူဖြစ်လာလို့ရှိရင်အဲ့တိုင်းပဲနေမှာပဲဒေါသစိတ်တွေများပြီးတော့တရှူးရှူးနဲ့ဖြစ်လာအဲ့ဒါကြောင့်မလို့အထက်ကရာထဲမှာနဂါးဘဝကလာတဲ့လူမွေဘဝကလာတဲ့လူချင်းသေးဘဝကလာတဲ့လူကြားဘဝကလာတဲ့လူကျက်တစ်ဘဝကလာတတ္တဝါတွေကိုကြိုက်စားတတ်တဲ့ဘဝကလာတဲ့လူတွေဟာဒေါသစရိုက်ရှိတယ်လို့ဒီလိုပြောတာ
ဒါလည်းလေးကျင်ကြီးတစ်ခုရသွားတာဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီစေရိုက်ဆိုတာကိုသိတတ်တဲ့ဘဝမှာကိုစေရိုက်ကိုလျှော့ချရမလျှော့ချဘူးမပြင်ဆင်ဘူးဆိုလို့ရှိရင်ဒီစေရိုက်ကြီးဟာတန်တရားကြီးမှာပါသွားမှာပဲပါသွားလို့ရှိရင်ရုပ်ပြည့်စင်ပြည့်တဲ့ဘဝမှာဒီစေရိုက်ဆိုးကြီးနဲ့ပဲဒုက္ခတွေအမျိုးမျိုးတွေ့ကြမှာဖြစ်တယ်ဒါကြောင့်မို့လို့အခုလိုသိတတ်တဲ့ဘဝလေးမှာစေရိုက်တွေကိုပြင်ဖို့လိုအပ်တယ်လို့စေရိုက်နဲ့ဝါဒနာဆိုတာကြတော့စေရိုက်ကပြင်လို့ရပြီမဲ့လို့ဝါဒနာဆိုတဲ့ကိလေသာရဲ့တတ္တိကတော့ဖျားဖြစ်မှသာလေအကျွင်းမဲ့ဖယ်ရှားပြစ်လို့ရတယ်ယဟန္တာတောင်မှဝါဒနာအကုန်ဖယ်ရှားလို့မရဘူးတဲ့ဝါဒနာဟာယဟန္တာတွေဖယ်လို့မရဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓဇာလံလေးတစ်ခုကိုမှတ်ထားဖို့လိုအပ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကဒေဝတာပိယနတ်တွေကအမတ္တမချစ်ခင်ကြည်ညိုတဲ့အရာမှာအမတ္တမထူးချွန်တဲ့ယဟန္တာကြီးတစ်ပါးရှိတယ်သူ့ရဲ့ဘွဲကပိလိန္ဒဝိဆာလို့ခေါ်တယ်အဲ့ဒီပိလိန္ဒဝိဆာဘွဲနာမည်ကပိလိန္ဒဝိဆာအဲ့ဒီကိုရောကြီးကဗုဒ္ဓဘာသာမဖြစ်ခင်သို့မဟုတ်သာသနာပေါင်းမဝင်ခင်တော့ကသူကဝိစထိုကြီးခုခေတ်စကားနဲ့ပြောရင်ဘိုးတော်ပေါ့နော်ဒါပေမဲ့အဲ့ဒီဘိုးတော်ကဒီဝိစထိုကတကယ်စွမ်းတတ္တိရှိတယ်နော်မန္တန်အတတ်တွေနဲ့သူကတတ်လို့သူတစ်ပါးရဲ့စိတ်ကိုသိတယ်အကြံကိုသိတယ်သူတစ်ပါးရဲ့အကြံသူတစ်ပါးရဲ့စိတ်ကိုအတတ်ဟောနိုင်တယ်အတတ်ဟောရုံနဲ့မကဘူးသူကကောင်းကင်ပြတ်နိုင်တယ်အဲ့ဒီစွမ်းအားနှစ်ခုရှိတယ်ဗမာပြည်မှာလည်းယုံကြည်ယုံမယုံကြည်နေသူများစိတ်သိတယ်ဆိုတာတချို့တဝက်ရှိတာရှိနော်ဘုန်းကြီးတို့စကိုင်းမှာဘိုးတော်တယောက်ကသူတတ်တဲ့အတတ်ကဘာတော့ဆိုလူတယောက်သူ့စီကိုလာပြီဆိုလို့ရှိရင်အိမ်ရောက်တာနဲ့သူကဘာတန်းပြောလဲဆိုလို့ရှိရင်ဘယ်နှခုနှစ်ဘယ်နေ့ဘယ်ရက်ဘယ်လမှာမွေးတာမဟုတ်လားဆိုပြောမယ်နော်အဲ့ဒါသူ့အတတ်ပဲလို့ပြောသူ့ဘယ်သူကပြောပေးတယ်လို့ထင်ညာတော့အပြင်အဲ့ဒါမျိုးတွေကမွေးထားတဲ့အကောင်တွေရှိတတ်တယ်မွေးထားတဲ့အကောင်တွေကသူ့ကိုကြွတင်ပြီးတော့ဘယ်သူလာလိမ့်မယ်အဲ့ဒီလူကဘယ်နှခုနှစ်မှဘယ်နေ့ဘယ်ရက်မှမွေးတယ်ဆိုတာသူကအဲ့ဒါလေးကိုစာလေးနဲ့ရေးပြီးရာဒါခမည်းမွေးတဲ့နေ့မဟုတ်လားလို့ဆိုဟောဒီလူကအံ့ဩပြီးတော့အထင်ကြီးကြီးသွားတယ်အဲ့ဒီလူဟာမျိုးလည်းရှိတယ်ဒီလိုထူးထူးခြားခြားတွေတော့ရှိကြမှာပေါ့ဒီတဲ့တော့ပို့ပြီးတော့ထူးခြားမှာတော့မဟုတ်ဘူးအံ့ဩဝယ်ရလောကဟာထူးဆန်းတာတွေကတော့ရှိတာပဲမှန်တိုင်းပဲတချို့ကယုံစရာကောင်းတယ်တချို့ကယုံစရာမကောင်းဘူးသို့တော့လောကလူတွေကတော့သူပြောလူပြောကိုယုံကြတယ်ကိုယ်တွေ့ကိုယုံတဲ့လူအမှန်တန်တယ်အများပြောလို့ရှိရင်ယုံလိုက်ကြတယ်ဟုတ်တယ်လေယုံလေးတကောင်ကမြေပြိုလို့သူပြေးလာပါတယ်ဆိုရင်ကျန်တဲ့လူတွေကလည်းဟာဟုတ်တယ်မြေပြိုတာပဲကိုတကယ်ပြိုတာဟုတ်မဟုတ်လေးလာဆန်းစစ်ဖို့မလုပ်ကြမြေပြိုပြီဆိုမြေပြိုတဲ့နဲ့ပြေးတာပဲသူတို့ပြောယုံနဲ့ယုံရတယ်ဒါလောကရဲ့သဘာဝပဲအများစုကပြောတာနဲ့ပဲယုံလေးရှိတယ်ဝေဖန်ဆန်းစစ်ပြီးတော့အမှန်ကိုတွေးအောင်ရှာနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာအမှန်တမ်းနည်းတယ်တဲ့အဲ့ဒီပိလိန္ဒဝိဆာသူ့ရဲ့မန္တန်အစွမ်းတကောနဲ့သူကဂန္ဓာရီဝိဆာအတတ်ကိုတတ်တယ်ဒီအတတ်ပညာတွေကအိန္ဒိယနိုင်ငံမှာတစ်ချိန်လုံးကထွန်းကားခဲ့တယ်ဝိဇ္ဇာမယတို့ဝိဇ္ဇာမယိဋ္ဌိတို့ဆိုတာတကယ်ရှိခဲ့တာပေါ့နော်အဲ့ဒီအတတ်ပညာတွေနဲ့သူတစ်ပါးစိတ်ကိုသူသိတယ်ကောင်းကင်ကိုပြန်နိုင်တယ်အဲ့ဒီချိန်မှာ
သူကဘုံတကိုးတွေကြီးပြီးတော့သူ့ကိုကိုးကွယ်မဲ့ပုဂ္ဂိုလ်တွေအမှန်တမ်းများတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရောက်သွားတဲ့အခါကျတော့ဘုရားလည်းကြွလာရောသူကောင်းဝိပြန်လို့လည်းမရဘူးသူများစိတ်ကိုလည်းမသိတော့သူ့တတ်တွေကစွမ်းတတ္တိမရှိဘူးအဲ့ဒီမှာသူစဉ်းစားတယ်ယဟန်ဂေါရမရောက်လာကြတဲ့ကငါကောင်းဝင်ပြန်တက်လို့လည်းမရလူတွေရဲ့စိတ်ကိုလည်းငါမသိနိုင်တော့ဘူးငါကြားမှုတယ်သုလခန္ဓာရီဝိဇ္ဇာအတ္တရှိတဲ့ပုဂ္ဂိုလ်ဟာမဟာခန္ဓာရီဝိဇ္ဇာကြီးတွေရောက်လာလို့ရှိရင်သူတို့အတ္တပညာတွေဟာအကုန်လုံးသိမ့်ချုပ်ခြင်းခံရရတယ်သိမ့်ယူခြင်းခံရရတယ်အတ္တပညာတွေဟာသုံးလို့မရဘူးသူတို့ရဲ့စွမ်းတဲ့ပုဂ္ဂိုလ်ရောက်လာတယ်ပေါ့သဘောယဟန်ဂေါရမဟာမဟာခန္ဓာရီဝိဇ္ဇာအတ္တတတ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်သူစီမှာမဟာခန္ဓာရီဝိဇ္ဇာအတ္တသွားတင်အမွဲရှိသွားတာလေဘုရားရှိရောက်တဲ့အခါကျတော့အေတို့လူသင်္ကန်းဝတ်ရင်တော့ပေးမယ်လို့တော့သူသင်္ကန်းဝတ်တာပေါ့မြတ်စွာဘုရားကကမ္မထံတရားဟောတော့အဲ့ကမ္မထံကိုမန္တန်ရဲ့ကျင့်စဉ်တစ်ခုအနေနဲ့သူကျင့်တာယဟနာဖြစ်သွားတယ်အဲ့ဒီကိုတော့ပိလိန်နာဝိဇ္ဇာရှင်ပိလိန်နာဝိဇ္ဇာသူ့မှာဝါဒနာအကျင့်ဆိုးကြီးတစ်ခုကဘာတော့ဆိုလူမြင်လို့ရှင်ဝတ္တလလို့ခေါ်တဲ့စကလုံးသူသုံးတဲ့စကလုံးကအမတန်မှရိုင်းနေဝတ္တလဆိုတာသူယုံမှာငရုံမှာလို့ပြောလူမြင်ဟဲ့လူယုံမှာလို့ခေါ်ကဲကိုယ့်ကိုလူယုံမှာလို့လားခေါ်ရင်မနဲ့နေပါနော်လောကလူတွေဟာအကျင့်ကြီးတွေပါနေတတ်တယ်တတိထားเสียနော်ဉာဏ်နာဖြစ်ပေမဲ့လို့ तू ကအဲ့ဒါနှုတ်ချိုးတာလူမြင်လိုက်တာနဲ့တပြိုင်နက်ဟဲ့ငရုတ်မာလို့ဒီလိုခေါ်တာဘယ်သူဖြစ်ဖြစ်နှုတ်ဆက်လို့ရှိရင်လူယုံမာလို့ခေါ်ပြီးနှုတ်ဆက်တယ်အဲ့ဒါမဖြစ်နိုင်ဘူးမထင်နဲ့ဘုန်းကြီးတို့ကိုယ်တိုင်စကိုင်းမှာဆရာတော်ကြီးတစ်ပါးတွေ့တယ်တောရကဆရာတော်ကြီးတစ်ပါးအဲ့ဒီဆရာတော်ကြီးမှလည်းပဲဒီလိုအကျင့်တစ်ခုရှိတယ်လူမြင်လိုက်တာနဲ့သူကဘာလုပ်လဲဆိုဆဲပြီးတော့နှုတ်ဆက်တာဟာကောင်ကြီးမသေးသေးဘူးလားနော်ဘယ်သူဖြစ်ဖြစ်အဲ့ဒါဘာသာငါမှသာမသေးသေးဘူးလားနဲ့နှုတ်ဆက်တာသူနှုတ်ဆက်တာကမသက်တာဟုတ်လေဘယ်သူဖြစ်ဖြစ်သူနှုတ်ဆက်ရင်ဘယ်တော့မှချိုချိုသားသားနှုတ်ဆက်တာမမြင်ဘူးဆဲပြီးတော့နှိမ့်ဆက်တာအဲ့ဒီကိုယ်တော်ကြီးတော့တွေ့ဘူးတယ်ဆဲနှုတ်ဆက်တယ်ဟောအဲ့ဒါလို့ဒီရှင်ပိလိန်နာဝိဆာကလည်းပဲလူမြင်လိုက်တာနဲ့ငရုံမာလို့သူကပြောတယ်တခါတော့ကအဖြစ်ပြက်တစ်ခုရှိတယ်လဲသမားတယောက်ကတောကနေပြီးတော့ပိတ်ချင်းသီးတွေလဲနဲ့အပြစ်တင်ပြီးတော့ဈေးသွားရောင်းမလို့ပိတ်ချင်းသီးတွေလဲနဲ့တင်လာရှင်ပိလိန်နာဝိဆာနဲ့တိုးတဲ့အခါကျတော့ရဟန္တာပဲလို့သူကအငြိမ်မနေဘူးဝါဒနာဟဲ့ငရုတ်မှာလဲနဲ့ဘာတွေတိုက်လာတော့ဟိုတူကလည်းအချောင်သူငရုတ်မှာလို့ခေါ်လိုက်ရတော့ဘယ်ကြိုက်အဲ့ဒါနဲ့ဘူးပြောတဲ့အနေနဲ့သူကပြောလိုက်တာကြွက်ချေးတွေကိုတော့လို့ပြောလိုက်တာအဲ့တော့သူကကြွက်ချေးဆိုလဲကြွက်ချေးပေါ်ဟဲ့လို့ပြောတာဈေးရောက်တော့အဲ့ဒီပိတ်ချင်းသီးတွေအကုန်ကြွက်ချေးတွေဖြစ်နေအဲ့ဒီကြတော့မှငိုချင်းချက်ပြီးတော့ဟာငါတဲလာတော့ငါပိတ်ချင်းသီးတွေပါအခုရောက်ဈေးရောက်တော့ဘယ်နဲ့ကြောင့်ကြွက်ချီးတွေဖြစ်ကုန်သွားဆိုတော့အကြောင်းသိတဲ့တကားတယောက်နဲ့တွေ့တဲ့အခါကျတော့မင်းလမ်းဘယ်သူနဲ့တွေ့ခဲ့တော့ဆိုဟိုအပြောဆိုးတဲ့ကိုရောကြီးတစ်ပါးနဲ့တွေ့ခဲ့တယ်အဲ့ပြောဆိုးတဲ့ကိုရောကြီးဟဲ့ငရုံမှနင်းပေါ်ဘာတွေတုံးလို့မေးတော့ကျုပ်ကလည်းစိတ်တူတာနဲ့ကြွက်ချီးတွေလို့ပြောလိုက်မိတယ်ဒါရှင်ပိလိန်နာဝိဇ္ဇာနေပါမင်းဒီခါမေးရိုးသေးသေးပြောမှန်မှန်ကန်ပြန်ပေါင်းသွားအဲ့ဒီလမ်းတိုင်းဆိုတော့ရှင်ပိလိန်နာဝိဇ္ဇာနဲ့ပြန်တိုးပြန်တိုးတဲ့အခါကျတွေ့တော့မေးကြမယ်ဟဲ့ငရုံမှာဘာတွေတဲလာမှန်ပါဗျာပိတ်ချင်းသီးတွေပါဗျာဆိုအေးပိတ်ချင်းသီးဆိုလဲပိတ်ချင်းသီးပေါ်ဆိုတာအဲ့ဒီကျတော့မှကြွက်ချီးမဟုတ်တော့ဘဲနဲ့ပိတ်ချင်းသီးပြန်ဖြစ်တဲ့ဒါကယဟန္တာတောင်မှပဲဝါဒနာမပါဘူးဆိုတာစာထဲမှာပါတဲ့ဟာတခုနော်စာထဲမှာမပါဘဲနဲ့လူပြောသူပြောနေကြတာလေတခုရှိသေးတယ်ရှင်သာရိပုတ္တရာနဲ့ပတ်သက်တာဒါကစာထဲမှာပါတဲ့ဟာလည်းမဟုတ်ဘဲနဲ့
ဘယ်သူကကြမ်းဖန်ပြီးတော့ပြောတယ်လဲတော့မသိဘူးလမ်းမှာရေအိုင်လေးတွေရေပွက်လေးတွေတွေ့တော့ရှင်သာရိပုတ္တရာကခုံခုံပြီးတော့သွားတယ်ဆိုလားစွန့်စားပင့်တယ်ပထမရေတကွက်ခုံသွားတယ်နောက်ကလိုက်လာတဲ့တကားဟဲ့ရဟန္တာဆိုပြီးအိမ်ကြီးမရပါလားနောက်တစ်ကွက်ခုံလိုက်ပြန်ဟာရဟန္တာအိမ်ကြီးမရပါဒီတခါခုံရင်တော့စွန့်စားမပင့်တော့ဘူးအဲ့ဒီလိုစိတ်ပေါ်သွားတဲ့အခါကျနောက်တစ်ခွက်ကျတော့မခုံတော့ဘူးလေဒါကတော့စားရဲပါတာမဟုတ်ပါဘူးဘယ်သူကနေလျှောက်ပြောတယ်လဲတော့မသိဘူးသို့တော်ယဟနာဟာဝါဒနာမပါဘူးမပယ်ဘူးဆိုတာတော့မှန်တယ်ပေါ့ရှင်သာရိပုတ္တရာနဲ့ပတ်သက်တဲ့စားရဲမှာပါတဲ့မှတ်တမ်းတွေကအမတန်ကောင်းပါလေရှင်သာရိပုတ္တရာဟာအများပေါ်မှာအမတန်မှကျင့်နာတယ်မြတ်စွာဘုရားပြီးရင်ရှင်သာရိပုတ္တရာဟာဒိဋ္ဌံသာဝကကြီးတပါးပဲသို့တော်ရဟန်းတော်တွေပေါ်မှာအလွန်ကျင့်နာတယ်တန်ဃာတွေပေါ်မှာအလွန်ကျင့်နာတယ်ဒါနဲ့ဆွမ်းခံဝင်ပြီဆိုရင်တခြားပုဂ္ဂိုလ်တွေကကိုယ့်ဘာကိုဆွမ်းခံဝင်သွားကြတော့လေရှင်သာရိပုတ္တရာမထေရကအဲ့လိုမလုပ်ဘူးဒီကြောင့်လုံးလှည့်ပတ်ကြည့်တယ်လှည့်ပတ်ကြည့်တပြည့်စီမလဲရသေးဘူးဆိုရင်လှည့်ထားခဲ့တယ်သင်္ကန်းတွေမခောက်ဖဲနဲ့ကိုယ့်ကိုယ်ကလှုပ်ထားခဲ့တယ်ဆိုရင်ခောက်ပေးထားခဲ့တယ်နေမကောင်းထိုင်မသာတဲ့ကိုယ်တော်တွေ့လို့ရှိရင်ဝင်ပြီးနှစ်ဖူးလေးစမ်းမေးလို့ဘာစားကျင်တော့မေးပြီးဟောကျွေးမွေးဆောင်းလျှောက်တယ်ပြန်ကြဒါရှင်သာရိပုတ္တရာလို့ဆိုအမတန်မှစိတ်နေသဘောထားနုညံ့ရှင်မောက္ကလန်ကြတော့အဲ့ဒါလို့မဟုတ်ဘူးဝါဒနာပါရာကိုပဲကြည့်အောင်ရှင်သာရိပုတ္တရာကပညာမှာဝါဒနာပါဘယ်ရာပဲဖြစ်ဖြစ်စူးစူးဆန်းဆန်းဆင်ញင်စဉ်းစားတတ်ရှင်မောက္ကလန်ကြတော့အဲ့လိုမဟုတ်ဘူးတမဘတ်တွေဝင်စားပြီးတမာတိစွမ်းအားတွေလုပ်ပြီးတကိုးပဲဖန်ဆင်းနေတာသူ့ဝါဒနာအဲ့တော့တကူဖန်ဆင်းနေဆိုတဲ့ပုဂ္ဂိုလ်ကအမျိုးမျိုးလုပ်ပြတာလုပ်ကြည့်နေတာပဲရှင်မောက္ကလန်ကတော့နည်းနည်းစိတ်တူတဲ့သဘောရှိတယ်ပေါ့ဟိုဒေါသနဲ့စိတ်တူတာတော့မဟုတ်ဘူးဝါဒနာအရသူကစိတ်ဆက်တဲ့ပုဂ္ဂိုလ်လို့ထင်ရတယ်တခါတော့ကမြတ်စွာဘုရားကဩဝါဒပါတိမောင်းလို့ဆိုတဲ့ဂါထာတွေကိုရွတ်ဖတ်ပြီးတော့ဂါထာတွေနဲ့ဩဝါဒပေးဖို့ရတန်ဃာတွေအလုံးစုဝေးရောက်ရှိနေတယ်မြတ်စွာဘုရားကဩဝါဒပေးခြင်းတရားပလင်ပေါ်မှာထိုင်ရင်ဩဝါဒမပေးဘဲနဲ့ငြိမ့်နေလိုက်တာပထမယံကုံသွားတယ်ရှင်အနန္ဒာကအရှင်ဘုရားတဲ့ထိုင်နေရတာကြာပါပြီတဲ့တန်ဃာတွေဩဝါဒပေးတော်မူပါဆိုဘာမှပြောငြိမ့်နေတယ်တကောင်ကြော်သွားတယ်အဲ့ဒါရှင်အနန္ဒာကတခါထပ်လျှောက်တယ်နောက်ဆုံးပစ္စည်းမယံမိုးလင်းကတိရောက်တဲ့အခါရှင်အနန္ဒာအရှင်ဘုရားမိုးလင်းတော့မှာဘုရားတဲ့တန်ဃာတွေတညလုံးထိုင်နေရတာဩဝါဒပေးပါဆိုတခုံးလည်းပဲပြောတယ်အနန္ဒာပိဋကမစင်ကြယ်ဘူးလို့ပြောတယ်အဲ့ဒီကျန်တဲ့ကိုယ်တော်တွေကတော့ဒီတိုင်းငုတ်တုတ်ထိုင်နေကြတယ်ရှင်မောက္ကလန်ကထသွားလိုက်တာပိဋကမစင်ကြယ်ဘူးလို့ဆိုလိုက်တာနဲ့သူကစေတောပရိယအဘိညာဉ်နဲ့ဒီကိုယ်တော်တွေရဲ့စိတ်တွေကိုလိုက်လာစူးစမ်းမဟုတ်တာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကယင်ထဲမှာဒိဋ္ဌိနဲ့ဆိုတာတွေကတော့ရှိမှာပဲပေါ့ဟာငါပြောနေပြီဆိုပြီးတော့ပိဋကမစင်ကြယ်ဘူးလို့ဆိုလိုက်ကြတယ်သူစိတ်ထဲမှာတော့ဟောလားငါ့ကိုဖျားသိသွားပြီလို့ဆိုပြီးယင်ထဲကဖုတ်လိုက်နေတော့ဖြစ်နေမှာပဲအဲ့ဒါရှင်မောက္ကလန်တွေ့သွားပြီးသူနားသွားပြီးတော့ပခုံးကိုလက်ကလေးနဲ့တိုးပြီးတော့ငါရှင်ဖျားမြင်နေပြီဒီထဲမှာမနေနဲ့ထွက်ဘုရားငုတ်တုတ်ထိုင်နေမှာမျိုးမသိကြအောင်ဆောင်အဲ့ဒီကြတော့လက်ဆွဲပြီးတော့ခါလိုက်တကားပေါက်ထီအောင်ဆွဲခေါ်သွားပြီးတော့ပြင်ဘက်ကိုတွန်းထုတ်ပြီးတော့ထဲကဂျက်ထိုးထားလိုက်တယ်ဂျက်ထိုးထားပြီးတော့မှမြတ်စွာဘုရားအရှင်ဘုရားပိဋကစင်ကြယ်ပါပြီဘုရားဩဝါဒပြကထာမိန်ကြားတော်မူပါလို့ဒါလည်းမှတ်တမ်းနဲ့မှရှိတာအဲ့တော့ယန္နာပုဂ္ဂိုလ်တွေလည်းပဲသူတို့ရဲ့ဝါသနာဇယိုက်ကလေးတွေတော့အကဲခတ်လို့ရတယ်လို့ပြောလို့ရတာပေါ့နော်တပါးနဲ့တပါးမတူကြဘူးဝါသနာလေးတွေမတူကြဘူးဆိုအဲ့တော့ကောင်းတဲ့ဝါသနာလေးတွေပါရင်ကောင်းတာပေါ့မကောင်းတဲ့ဝါသနာမကောင်းတဲ့ဇယိုက်တွေကြီးကအကျင့်ပါလာရင်ယဟန္တာတောင်ရုပ်ပြည့်ဆင်းပြဖြစ်တတ်သေးတယ်နော်အဲ့တော့ကြောင့်မို့လို့ကောင်းတဲ့ဇယိုက်ကလေးတွေကိုသာမွေးမြူပြီးတော့မကောင်းတဲ့ဇယိုက်တွေကိုဆက်လက်ပြီးတော့ထိမ့်သိမ့်မထားဘဲနဲ့
ဖယ်ရှားဖို့အမှန်တမ်းအရေးကြီးပါလေဒါယဟန္တာတောင်ဝါဒနာမစွန့်နိုင်ဘူးဆိုတာ ਨੇ ပတ်သက်တဲ့တာရကလေးပေါ့ကဲကောင်းပြီဇေယိုက်ကိုပြင်းရင်လည်းဘာနဲ့ပြင်မလဲရာဂဇေယိုက်အလှပတွေသိကြိုက်တယ်နော်မမောတယ်ဆင်းလာတာသဘောကျတယ်အတန်ကောင်းတာသဘောကျတယ်အနက်မွေးတာသဘောကျတယ်ဟင်းကောင်းကြိုက်တယ်တွေ့တာမှုတွေအာကြည့်တယ်လောဘတွေအာကြည့်တယ်ဒီဇေယိုက်တွေများလာပြီဆိုလို့ရှိရင်ဘာနဲ့ဖြောက်ဖို့ကြိုးစားအဘိဓမ္မာသင်္ဃာကျမ်းမှာကမ္မထံ40လို့ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ထို့ကျမ်းဂန်တွေကထုတ်ပြီးတော့အဲ့ဒီထဲမှာရာဂဇေယိုက်ရှိတဲ့ပုဂ္ဂိုလ်အတွက်အတုပဘာဝနာမတင့်တယ်မှုကိုဆင်ញင်စဉ်းစားမှုအရေးကြီးဆုံးပဲသူကဘာလို့လဲဆိုအများအားလှတယ်ကြီးပဲတွေးနေတဲ့ပုဂ္ဂိုလ်ကိုအဲ့တော့မလှဘူးမစင်ကြယ်ဘူးဆိုတာကိုမြင်အောင်ကြည့်ဖို့ပေါ့အဲ့ဒါမှသူ့ရဲ့တွေ့တာမှုတွေကိုရှင်းချတယ်အတုပဘာဝေတ္တပါရာဂတပဟာနာယရာဂစရိုက်ကိုဖယ်ရှားနိုင်ဖို့အတွက်အတုပကမ္မထံကိုပွားပါအဲလူတွေကအတုပလို့ဆိုလိုက်တာနဲ့တပြိုင်တည်းဟုတ်မသားအိမ်သွားအောင်မေ့နေတတ်တယ်နော်အတုပဆိုတာအသက်ရှင်နေတုန်းလည်းပဲအတုပအတုပဆိုတဲ့စကားလုံးကမတင့်တယ်ဘူးယွန်းစရာကောင်းတယ်ကဲကိုယွန်းစရာကောင်းမကောင်းကိုပေါက်သွားတာအမာဝါကနေထွက်တာတွေကိုနမ်းကြည့်ပေါ့အတွင်းထဲမှာမွေးကြိုင်တာဆိုတာတခုမှမရှိဘူးနော်မျက်စိကထွက်ရင်မျက်ချေးနှာခေါင်းကထွက်ရင်နှာချေးအမဲနန်းတော်သူတွေကတော့မျက်ချေးကိုမျက်ဝတ်လို့ခေါ်လိုက်သေးတာနော်နာမည်လေးကိုလှလှပပထားပြီးတော့ယွန်းစရာမကောင်းအောင်လုပ်တာနှာခေါင်းကထွက်တော့နှာချေးအလုံးဟာနားကထွက်တော့နှဖာချေးပေါ့အဲ့ဒါလို့ခန္ဓာကိုယ်ကထွက်သမျှအရာတွေဟာတိမ့်ထားလို့ရတဲ့ဟာတခုမှမရှိဘူးမွေးကြိုင်တာဆိုတာလည်းတခုမှမရှိဘူးလူတွေမွေးကြိုင်တယ်ဆိုတာပြင်ပကဗဟိတကခိတ္တခဏလိမ့်ကြံထားတဲ့အနံ့ကမွေးတာလူကမွေးတာမဟုတ်ဘူးစနိုးလိမ့်ထားရင်စနိုးကပေါင်တာလိမ့်ထားရင်ပေါင်တာကမွေးတာရေမွေးဆွတ်ထားရင်ရေမွေးကမွေးတာအဲ့ဒါကိုလူကမွေးတယ်ထင်နေကြတယ်အဲ့တော့လူရဲ့ခန္ဓာကိုယ်ကမွေးတာကြိုင်တာဆိုတာတခုမှမရှိဘူးဒါစဉ်းစားဖို့ပြောတာနော်အဲ့ဒါလို့စဉ်းစားဆင်ခြင်တတ်လာမယ်ဆိုလို့ရှိရင်လှပတယ်တင့်တယ်တယ်ဆိုတာမရှိဘူးတဲ့ယွန်စရာကောင်းတယ်ဆိုတာတွေတွေ့လာမှာပဲအဲ့ဒါလို့ယွန်စရာကောင်းတာတွေကိုတွေးကြည့်ပြီးတော့ရာဂစိတ်ကိုပယ်ဖြောင်းရမယ်တွေ့တာမှုတွေကိုရှော့ချဒါကရာဂစရိုက်ကိုပြုပြင်တဲ့ဤတနည်းပေါ့နော်ကေတာလုံးမှာနခရန္တာတဆောဆံမြင်မွေးခြင်းခြေသက်လက်သက်သွားအရေးခန္ဓာကိုယ်ကြီးကိုဖြတ်ချကြည့်လိုက်တစ်ခုစီတစ်ခုစီသပင်ကလည်းခေါင်းပေါ်နေတော့လှတယ်လေအဲ့ဒီခေါင်းပေါ်ကသပင်ကလေးတစ်ခုကသမင်းကွက်ထဲရောက်သွားရင်ယွန်းစရာကောင်းတယ်လူကအဲ့ဒီကြမှာယွန်းကခေါင်းမှသိတာခေါင်းပေါ်နေတော့ကတော့အယောင်မျိုးမျိုးဆိုးပြီးတော့အလှပတွေလှုပ်မွေးကြိုင်တွေလိမ့်ဒီလိုလုပ်ကြတယ်အဲ့တော့ခေါင်းပေါ်မှာရှိတဲ့သပင်နဲ့ကျွတ်လာတဲ့သပင်ဟာတူတူပါပဲတူတူပဲအဲ့ဒါလို့ဆံမေမွေးခြင်းခြေသက်လက်သက်သွားရခန္ဓာကိုယ်မှာရှိတာတွေတဘာဝတွေရဲ့မလှပမတင့်တယ်မှုတွေကိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ရာဂစရိုက်ကိုလျှော့ချပြီးလို့ရပါတယ်ဒါဖြင့်ဒေါသစရိုက်ကိုတော့ဘာနဲ့လျှော့ချမလဲဆိုလို့ရှိရင်ဒေါသဆိုတာဘယ်အာယုံပေါ်မှာမှသူကကြည်လင်တာမဟုတ်ဘူးမုံတိမှုနဲ့အမြဲတမ်းမုံတိမှုနဲ့ဆက်ဆံဒါကြောင့်မို့လို့ဒေါသစရိုက်ပယ်ရှားဖို့ရကြတော့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာတရားကိုဖြစ်ပေါ်အောင်ကြိုးစားမေတ္တာဘာဝေတ္တပါဒေါသတပဟာနာယအမုန်းတရားလို့ဆိုတဲ့ဒေါသစရိုက်ပျောက်သွားအောင်မေတ္တာတရားကိုမိမိရဲ့ရှင်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားပါ
အများကိုအကျိုးကိုလိုလားခြင်းဆိုတဲ့မေတ္တာကိုတည်ဆောက်တဲ့အခါခန္တီဟာများစွာအကူအညီရတယ်ဒါကိုတိခံခြင်းခွင့်လွှတ်ခြင်းဖြင့်မေတ္တာတရားကိုထိမ့်သိမ်းထားပြီးတော့ဒေါသတရားကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါလို့မကြိုးစားနိုင်လို့အကျင့်ကြီးပါသွားပြီဆိုရင်လူဖြစ်ရင်လည်းလူစိတ်တူကြီးဖြစ်တယ်တိရစ္ဆာန်ဖြစ်ရင်လည်းကြားတို့ခြင်းသေးတို့ဒေါသကြီးတဲ့အကောင်မျိုးတွေသွားဖြစ်တယ်အဲ့ဒါလို့မဖြစ်ရအောင်တိရတဲ့ဘဝမှာမေတ္တာတရားများများပွားပြီးတော့ကိုယ့်ရဲ့နှလုံးသားကိုယဉ်ကျေးအောင်မေတ္တာတရားတွေနဲ့ဆုတ်ဖြန်းပေးဖို့လိုအပ်တယ်တဲ့အဲ့ဒီဇေယျပြောက်ဖို့ရအတွက်မောဟဇေယျပြောက်ဖို့ရအတွက်ကြောင့်ဘာလို့อ่ะတရားနာမောဟဇေယျပြောက်တရားနာတယ်နှလုံးသွင်းတယ်မြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေကိုရေးသားထားတယ်ဖတ်ရှုတယ်သင်ယူတယ်လေ့လာတယ်မေးမြန်းတယ်ဆရာသမားတွေထံချင်းကပ်တယ်မသိတာတွေမေးတယ်အဲ့ဒါလို့မေးမြန်းစုံစမ်းခြင်းသင်ယူခြင်းမှတ်သားခြင်းဖြင့်မောဟဇေယျကိုပျောက်ကင်းစေနိုင်ပါတယ်အဲ့ဒီမောဟဇေယျဒီပညာရလာအောင်လုပ်တဲ့အခါမှာအရေးကြီးတာကဘာလဲလို့ဆိုရင်စိတ်ကလေးငြိမ်အောင်နဲ့မိမိရဲ့တဏ္ဍမှာတတိတရားတွေခိုင်မာလာအောင်လေ့ကျင့်ပြီးတော့ယူရမယ်ခုနပြောတဲ့တတိတံပစေညတတိရှိလာလို့ရှိရင်ပညာဟာရှိလာမှာဖြစ်တယ်ဒါကြောင့်မို့လို့တတိကိုထူထောင်ပေးရမယ်အာနာပါနမောဟစရိတတတပ္ပမောဟဇေယျရှိတဲ့ပုဂ္ဂိုလ်တတိလေးထားပြီးတော့ထွက်လေဝင်လေလေးကိုရှုမှတ်ပွားများပြီးတော့နေမယ်သမာဓိထူထောင်မယ်ဆိုမောဟဇေယျနေပါပြီးတော့သွားတယ်တတိရှိလာတာနဲ့တပြိုင်နက်အသိပညာလေးလည်းရအသိပညာရအောင်လည်းရကြောင်းတွေကိုစီးပူရတယ်လေ့လာရတယ်နာယူရတယ်မှတ်သားရဟောဒီလိုနည်းနဲ့မကောင်းတဲ့မောဟဇေယျတွေပျောက်ကွယ်ပြီးတော့သွားနိုင်တယ်လို့ဇေယျဆိုးတွေဒီဘဝမှာပြင်းမပြင်းလို့ရှိရင်တန်တရားထဲမှာဇေယျဆိုးတွေနဲ့ပဲကျင်လေကြရမှာဖြစ်တယ်လူဘဝရောက်ရင်လည်းပဲဇေယျဆိုးတဲ့လူတော့ကလူတွေကြည့်နေတယောက်နဲ့တယောက်ဇေယျမှာမတူတာဇေယျဆိုးတဲ့လူတွေရှိတာဇေယျကောင်းတဲ့လူတွေရှိတယ်လို့ဇေယျဆိုးတဲ့လူတွေရှိတာဒီဘဝမှာမပြင်းဘူးဆိုလို့ရှိရင်နောက်ဘဝမှာလည်းပဲအကျင့်ကြီးတွေပါသွားမှာပဲအဲ့ဒီမကောင်းတဲ့အကျင့်ကြီးတွေပါသွားပြီဆိုလို့ရှိရင်ဒီဇယိုက်ဟာနောက်ဆုံးမှာဖြောက်လို့မရနိုင်တဲ့အဆင့်ထိအောင်ရောက်သွားပြီးတော့အထုံးဝါဒနာကြီးပါပြီးတော့ဖရာတော်မှာချုပ်ဖို့ရခက်သွားတဲ့ဥပမာပဲဘာလို့ဆိုလို့ရှိရင်ဖို့လျှော်ဖို့မလွယ်ကူတဲ့လက်နှီးစုပ်လို့ဖြစ်သွားမကောင်းတဲ့ဇယိုက်တွေကိုယ်စိတ်ထဲမှာလွှမ်းမိုးပြီးတော့သွားပြီဆိုလို့ရှိရင်တန်တရားထဲမှာနေမွန်းသွားနိုင်တယ်တဲ့ဒါကြောင့်မို့လို့အခုလို့ဘုရားမြတ်စွာရဲ့သာသနာတော်နဲ့ကြုံတဲ့အခါမှာရာဂဇေယျကိုလည်းလျှော့ချဖို့ကြိုးစားရမယ်ဒေါသဇေယျကိုလည်းလျှော့ချဖို့ကြိုးစားရမယ်မကောင်းတဲ့မောဟဇေယျကိုလည်းပဲလျှော့ချဖို့ကြိုးစားရမယ်ကောင်းတဲ့ဇေယျတွေကိုတော့ကြီးထွားလာအောင်ထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ပေးရမယ်လို့ဒီလိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုနာယူမှတ်သားပြီးတဲ့အခါမိမိတို့ရဲ့ဘဝမှာကောင်းမြတ်တဲ့ဇေယျတွေမွေးမြူခြင်းဖြင့်ကောင်းမြတ်တဲ့ဝါဒနာတွေနဲ့နောက်ဆုံးမှာသာဝရချမ်းသာတဲ့အငြိမ့်တတ်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့အားလုံးသဘောကျပြီးတော့ဝါဒနာတို့ဇေယျတို့ဖယ်ရှားနိုင်ကြောင်းအကျင့်ကောင်းကိုကျင့်ကြံကြိုးကုပ်အားထုတ်ခါနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း